အခုလဲဒီနေ့လဲအဲ့လိုစိတ်မကောင်းစရာသတင်းတစ်ခုတက်လာပါတော့ဆိုတော့တယောက်လဲအဲ့လိုပဲစိုးနေတဲ့ဒုံးလို့ပြစ်လဲသွားတယ်လို့အဲ့လိုမျိုးတွေပေါ့နော်အခုရက်ပိုင်းတွေတော်တော်များများကြားနေရတာအဓိကကတော့ hot တက်ပဲ in fact ပေါ့နော်သူကတော့ဒီညီလေးကတော့ဆိုတော့ညီလေးကတော့သူကအရင်လေးကသူကဘယ်လိုပြောမလဲကွာ stamp ထည့်ထားတယ်ဖြစ်မယ်ပေါ့နော်နှလုံးကူထားတယ်လို့တော့သိတယ်ပေါ့နော်သူဟိုဟာအကောင့်ထဲဝင်ကြည့်လိုက်ရင်သူကအရင်တော့ဆက်လီတွေပဲတောက်ထားတယ်အရင်တော့တော်တော်ဝရတယ်ပေါ့နော်ဆေးရုံတက်ထားတဲ့ပုံတွေလည်းတွေ့တယ်နော်23လောက်ကဆိုတော့သူနှစ်နှစ်တွင်းမှာသူဘာပြောဝိတ်တော့ကြာလာဒါပေမဲ့လည်းဆက်လိကအဓိကပဲကျွန်တော်မြင်တော့ဆက်လိလို့ပဲထင်တယ်ဘာလို့ဆိုတော့နုပညာတိုင်းဝဲတော်များဆက်လိတောက်တယ်သူတို့က emotion နဲ့ဆိုင်တယ်ပေါ့နော်ဆက်လိကိုအရင်ကြိုက်တယ်အဲ့တော့သူတို့အဓိကဖြစ်သူတို့ရဲ့နှလုံးသားနှုတ်တယ်နုပညာရှင်နဲ့နှုတ်တယ်သူတို့ကဟိုခံစားချက်နဲ့လှုပ်ရတဲ့လူတို့ပဲကျွန်တော်မြင်တယ်ကျွန်တော်ဘယ်တော့မှတချင်းမဆိုတတ်ဘူးတချင်းတော့နားထောင်တတ်တယ်ခံစားတတ်တယ်ဒါပေမဲ့တချင်းမဆိုတတ်ဘူးမဖွဲ့နဲ့တတ်ဘူးကျွန်တော်အဲ့လိုမဖွဲ့နဲ့တတ်ဘူးကျွန်တော်မှအဲ့လိုမျိုးတနာတတ်မယ်ကျင်တတ်မယ်ဆရာဝန်နှလုံးသားတော့ရှိမယ်ဒါပေမဲ့တချင်းကိုနုပညာကိုဖွဲ့နှွဲလောက်အောင်ထိနှလုံးသားမရှိဘူးအဲ့တော့သူတို့ကခံစားလွယ်တယ်သူတို့တွေကနုပညာရှင်တွေကစိတ်နှစ်တာပေါ့နော်တွေးလို့ပါလို့ကြည့်လိုက်မျက်လုံးကအစတရုပ်ဆောင်ရဲ့လုံးဝအပြည့်ထည့်တာကွာသိရမလားအဲ့လိုလူတွေကဟတ်တက်တွေဖြစ်တာကွာအဲ့တော့ကျွန်တော်တို့ကြတော့သိမထည့်ဘူးလားမသိဘူးနှလုံးကဘာမှမဖြစ်ဘူးသွေးလည်းမတိုးဘူးပေါ့နော်အဲ့လိုမျိုးအခုတော့ကန်ကောင်းနေသေးပေါ့နော်45မကျော်သေးဘူးဒါပေမဲ့သွေးမတိုးဘူးစီးကြိုလည်းမရှိဘူးရင်မလည်းမအောင်ဆိုင်လည်းမဖြစ်ဘူးဘာမှမဖြစ်ဘူးဆိုတော့အဓိကစိတ်လည်းပါတယ်ပေါ့နော်စိတ်ကထားတတ်တယ်ပေါ့နော်အဲ့လိုလည်းပါတယ်ကျွန်တော်ကန်ကောင်းတာပေါ့နော်ကျွန်တော်တို့ကဝါရီသိပ်ဘာမှသိပ်မများရဘူးဆိုတာအမျိုးသမီးကကျွန်တော်ရဲ့တဝက်ကိုထမ်းထားတာပေါ့အဲ့တော့ကျွန်တော်ဒီနေ့လဲဆရာဝန်တွေအုပ်စုတွေ4ယောက်တွေ့ရပါတော့ကျွန်တော်နဲ့ဆရာဝန်2ယောက်ကတော့ AC ပဲ3ယောက်ကလည်းအဲ့လိုပဲ3ယောက်လုံးကသူကမျိုးသမီးတွေကသူကဒီဖက်တလန်းကနေအလုပ်လုပ်ကြတယ်ကူညီကြတယ်ပေါ့နော်ဆရာတယောက်ကတော့သူကအဲ့လိုပေါ့နာမည်တော့မပြောတော့ပါဘူးဆရာငါဆရာကျွန်တော်အရန်စနေပါကျွန်တော်ဒီခီးသွားနေတဲ့ဆရာကြတော့သူကြောက်ထဲယုံရတာဆိုတော့သူ့အတွက်ကဝါရီများတယ်စိတ်ပူတယ်ဖာညာဆိုတော့အဲ့လိုသဘောပဲလောကမှာအဓိကတော့နှလုံးကအဓိကစိတ်နဲ့လည်းဆိုင်တယ်လို့အဓိက main ကတော့ဆက်လိပ်ပဲကျွန်တော်ဒီရောကျင်းတာရှောင်းနှလုံးနဲ့ပတ်သက်တာတွေနော်စိတ်ညစ်တာတွေစိတ်ဖြူစည်းများတာတွေစိတ်နှစ်တာတွေရှော့ပါနော်ဟဲ့မှထားလိုက် orderly ပြီးပြီ all gone ကျွန်တော်ပြီးသွားပြီခုနပြောပြီးကျွန်တော်ဘရောမှာကျွန်တော်ပြောပြရပြန်မကြည့်ဘူးခါအဲ့လိုကြောင့်မို့ sorry ပါကျွန်တော်ရဲ့စိတ်အခြေအနေကကျွန်တော်ကပြီးပြီပဲပြောပြီးသွားပြီကိုတာဝန်ကျေတယ်တခုနဲ့ပတ်သက်ရင်ကိုတာဝန်ကျေတယ်ငါဒီစိတ်ကထိုင်ပြီးတော့ပြီးပြီကိုအတွက်တာဝန်ကျေတယ်ပေါ့နော်ကိုတာဝန်ကျေတယ်ကိုအတွက်ကိုဒါစိတ်ကိုဒုံလုံးချနိုင်တယ်ပေါ့နော်ရေးကြည့်တာစိတ်နှလုံးကြောင့်ဖြစ်တာများ